ကောင်မလေးကတထေးကြီးတယောက်ရဲ့ခြေထောက်ကိုအစိပ်ပြင်းတဲ့မွေတကောင်ကိုက်ထားတာကိုတွေ့လိုက်ရပါတယ်လက်ထောက်ကတထေးကြီးကိုကုသဖို့အတွက်ဆေးရုံသို့အမြန်ပို့ဆောင်ဖို့ကြိုးစားနေခဲ့ပါတယ်အဲ့ဒီအချိန်ကောင်မလေးကသူ့ကိုတားဆီးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လှုပ်ရှားလိုက်ရင်အစိပ်ပြတ်မှုကိုပိုပြီးညံဆန်သွားစေမှာမို့လို့ပါကောင်မလေးရဲ့စကားကိုကြားပြီးနောက်မှာလက်ထောက်ကကူကယ်ရမဲ့သွားပြီးသူ့မမှာကူညီနိုင်မဲ့နီလန်တစ်ခုခုရှိလာလို့မေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကရုတ်တရက်အကြံကောင်းတစ်ခုရသွားခဲ့ပါတယ်လက်ထောက်ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲသူကတောထဲကိုပြေးဝင်သွားခဲ့ပါတယ်သူမရဲ့တာမန်ထက်ထူးကဲတဲ့အနံ့ခံအာယုံကိုအားကိုးပြီးကောင်မလေးကငွေစိတ်ကိုဖြည့်နိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်သူကဆေးဖက်ဝင်အပင်ကိုတထေးကြီးစီပြန်ယူလာတဲ့အခါမှာတော့လက်ထောက်ကဒီလိုတာမန်အပင်တစ်ပင်ကငွေစိတ်ကိုကုသပေးနိုင်မယ်ဆိုတာကိုမယုံကြည်ခဲ့ပါဘူးဒါပေမဲ့တခြားရွေးချယ်စရာမရှိတော့တာကြောင့်မျှော်လင့်ချက်မဲ့နေတဲ့တထေးကြီးကသူမကိုစူးစမ်းကြည့်ဖို့သဘောတူခဲ့ပါတယ်ကောင်မလေးကအဲ့ဒီနောက်မှာတော့အရွက်တွေကိုကြောက်တုံးတုံးနဲ့ချေမွားပြီးတထေးကြီးရဲ့ခြေထောက်ပေါ်ကတနေရာကိုအုပ်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲတထေးကြီးကအရန်နာကျင်နေတယ်လို့ပုံပေါက်နေခဲ့ပေမဲ့သူ့ကိုအံ့ဩသွားစေတာကတော့သူ့ခြေထောက်ပေါ်ကငွေကိုက်တန်ရာကပျောက်ကွယ်သွားခဲ့တာပါပဲတထေးကြီးကချစ်စရာကောင်းပြီးအပြုတ်မူရင်ကြီးတဲ့ကောင်မလေးကိုချစ်ခင်ကျင်နာသွားခဲ့ပါတယ်သူမငယ်စဉ်ကတည်းကမိသားစုနဲ့ကွဲကွာခဲ့ရတယ်ဆိုတာကိုသိရှိသွားတဲ့အခါမှာတော့သူကသူ့အတွက်စိတ်မကောင်းဖြစ်ပြီးသူ့အိမ်ခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ကောင်မလေးကအဲ့ဒါကိုကြားပြီးနောက်မှာပျော်ရွှင်စွာနဲ့ကောင်းညစ်ခဲ့ပါတယ်တထေးကြီးရဲ့ဇနီးကဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိရှိသွားတဲ့အခါမှာတော့ကောင်မလေးကိုပို့ပြီးသဘောကျသွားပြီးသူ့သမီးအဖြစ်မွေးစားခြင်းခဲ့ပါတယ်အကိုကြီးနှစ်ယောက်လုံးကလည်းသူတို့ရဲ့ညီမလေးတစ်ကိုအရန်ကိုသဘောကျခဲ့ကြပါတယ်နောက်တစ်နေ့မှာအကိုကြီးကကောင်မလေးကိုကုမ္ပဏီကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ပဲကုမ္ပဏီကအရေးပေါ်အခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဂျိုစီကနေကောင်မလေးကကုမ္ပဏီထဲမှာတစ္ဆာဖောက်တယောက်ရှိပြီးမကြခင်ထုတ်လုပ်တော့မဲ့ကုန်ပစ္စည်းအတွက်ဖော်မြူလာအားလုံးကိုဖျက်ပစ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်ကျွမ်းကျင်တဲ့အရာသာစမ်းသပ်သူတွေတောင်ဖော်မြူလာတွေကိုခွဲခြားမပြောနိုင်ခဲ့ပါဘူးလူတိုင်းဘာလို့ရမှန်းမသိဖြစ်နေချိန်မှာကောင်မလေးကသူ့အနံ့ခံကြည့်ုံနဲ့ပါဝင်ပစ္စည်းတွေကိုဖော်ထုတ်နိုင်ကြောင်းပြောခဲ့ပါတယ်ဒီစကားကိုကြားတော့သူ့အကိုတွေကဝမ်းသာသွားပြီးသူ့ကိုစူးစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့ရှယ်ယာရှင်တွေကတယောက်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူကကောင်မလေးကိုပြိုင်ဘက်ကုမ္ပဏီကလွှတ်လိုက်တဲ့သူရှိတယောက်လို့ယုံကြည်နေတယ်လို့ပါပဲသူ့ကိုတားဆီးဖို့အတွက်ရှယ်ယာရှင်ကအကိုကြီးနဲ့အလောင်းစားတစ်ခုလုပ်ခဲ့ပါတယ်အကယ်၍ကောင်မလေးတာမှားယွင်းစွာခံမှန်းခဲ့ရင်အကိုဖြစ်သူကသူ့ရဲ့ရှယ်ယာ10%ကိုပေးအပ်ရမှာဖြစ်ပါတယ်သူ့ညီမကိုကာကွယ်ဖို့အတွက်အကိုဖြစ်သူကချက်ချင်းသဘောတူခဲ့ပါတယ်ဘယ်သူမှအကိုဖြစ်သူကဒီလောက်ငယ်ရွယ်တဲ့ကောင်မလေးတယောက်ကိုယုံကြည်လိမ့်မယ်လို့မမျှော်လင့်ထားခဲ့ကြပါဘူးဒါပေမဲ့ကုန်ပစ္စည်းကိုမြည်ဆန်းကြည့်ပြီးနောက်မှာတော့ကောင်မလေးကပါဝင်ပစ္စည်းအလုံးကိုတိတိကျကျအမြင်တက်နိုင်ခဲ့ပြီးသူတို့ရဲ့အတိအကျအချိုးအစားတွေကိုတောင်စည်ရင်ပြုစုပေးနိုင်ခဲ့ပါတယ်အကိုဖြစ်သူကရှယ်ယာရှင်ဟာအလောင်းစားရှုံးနေသွားပြီဖြစ်ကြောင်းကြေညာပြီးသူ့ရဲ့ရှယ်ယာ10%ကိုသူ့ညီမစီကိုကြိုးဆိုလက်ဆောင်ဖြစ်လွှဲပြောင်းပေးဖို့အမိန့်ပေးခဲ့ပါတယ်ဒေါသထွက်နေတဲ့ရှယ်ယာရှင်ကတော့အမျက်ဒေါသတွေနဲ့ထွက်ခွာသွားရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး